အခန်းကိုဟင်းလင်းပင်အိမ်မက်ညစ်ကျင့်ကြံခြင်းဝန်လင်းဟာသူရှာဖွေတွေ့ရှိခဲ့တဲ့ကြောက်သားပရိစေကိုအဆောင်ကိုယူဆောင်လာပြီးနောက်ထူးဆန်းတဲ့အတွေ့အကြုံတစ်ခုကိုစတင်ခန်းစားခဲ့ရပါတယ်။တညမှာတော့သူဟာပရိစေကိုလက်ထဲမှာကင်ထားရင်းအိပ်ပျော်သွားခဲ့ရနေပုံမှန်မဟုတ်တဲ့အိမ်မက်တစ်ခုတည်းကိုရောက်ရှိသွားခဲ့ပါတယ်။အဲ့ဒီနေရာဟာအဆုံးမရှိတဲ့အဖြူရောင်ဟင်းလင်းပင်ကြီးတစ်ခုဖြစ်ပြီးအလွန်တိတ်ဆိတ်ငြိမ်သက်နေပါတယ်။မကြာခင်မှာပဲဝန်လင်းဟာအံ့ဩစရာကောင်းတဲ့အမှန်တရားတစ်ခုကိုသိရှိသွားပါတယ်။အဲ့ဒီဟင်းလင်းပင်ထဲမှာအချိန်စီးဆင်းမှုဟာအပြင်လောကတဲ့အစာပေါင်းများစွာပုံမနှီးကွေးနေတာပါ။အပြင်လောကမှာတညတာကုံဆုံးချိန်မှာဒီဟင်းလင်းပင်ထဲမှာတော့သူဟာလပေါင်းများစွာကြာအောင်နေထိုင်လို့ရနေပါတယ်။ဒါဟာကျင့်ကြံသူတယောက်အတွက်တော့ကဘာပေါ်မှာအလိုချင်ဆုံးယရနာတစ်ခုပါပဲ။ဝန်လင်းဟာဒီအခွင့်အရေးကိုအမိယာစိုးကင်ပြီးဂိုင်းကပေးထားတဲ့ chi condensation အာယုံစုစိုက်ခြင်းအဆင့်ကျင့်စဉ်ကိုအသေးအတန်းလေ့ကျင့်ပါတော့တယ်။ပါရမီမရှိဘူးလို့အပြောခံထားရတဲ့ဝန်လင်းဟာတခြားသူတွေတဲ့အချိန်ပိုရနေတာကြောင့်အားနည်းချက်ကိုအချိန်နဲ့အစားထိုးနိုင်ခဲ့ပါတယ်။သူဟာအဲ့ဒီဟင်းလင်းပင်ထဲမှာမမောမပန်းကျင့်ကြံရင်ခန္ဓာကိုယ်ထဲမှာပထမဆုံးသောဝိညာဉ်စွမ်းအားစုချီကိုစတင်ခံစားလာရပါတယ်။ဒါပေမဲ့ဒီပရိစေမှာလိုအပ်ချက်တစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ရေးပါပဲ။ပရိစေဘောကတိမ်တိုက်အမှတ်သားတွေတိုးပွားလာဖို့နဲ့ဟင်းလင်းပင်ထဲမှာကြာရှည်နေနိုင်ဖို့အတွက်ဝိညာဉ်စွမ်းအားပြည့်ဝတဲ့ရေးတွေလိုအပ်နေတာကိုဝန်လင်းသတိထားမိလာပါတယ်။သူဟာအစေခံတစ်ပိုက်တစ်ယောက်အနေနဲ့ရေထမ်းရတဲ့အလုပ်ကိုလုပ်ကင်ရင်ဂိုင်းတက်ကအကောင်းဆုံးရေတွင်းတွေကိုရှာဖွေပရိစေကိုအသုံးပြုကဝိညာဉ်ရေးတွေဖန်တီးဖို့ကြိုးစားပါတယ်။အခန်းကိုအဆုံးမှာတော့ဝန်လင်းဟာအပြင်ပိုင်းကြည့်ရင်တာမန်အစေခံတစ်ယောက်လိုထင်ရပေမဲ့သူ့ရဲ့အတွင်းပိုင်းမှာတော့ကျင့်ကြံသူတစ်ယောက်ရဲ့အုတ်မြစ်ကိုစတင်ချနေပြီဖြစ်ပါတယ်။ဝန်ကျိုးလိုပါရမီရှင်တွေကသူ့ကိုလှောင်ပြောင်နေကြဆဲဖြစ်ပေမဲ့ဝန်လင်းကတော့ပရိစေရဲ့လွှတ်ရုပ်ချက်နဲ့အတူသူတို့အားလုံးကိုကြောတတ်ဖို့တိတ်တဆက်ဖင်ဆင်နေပါတော့လေ